Hello အားလုံးပဲမင်္ဂလာပါရှင်။နောက်လေးခုပြပေးမှာတော့ဒီဂရော်ဂျိုးလေးပြပေးမယ်နော်။အခုပထမဆုံးဝတ်ထားတဲ့ဒီရဲ့ဂရော်ဂျိုးလေးဒါလေးကအာဖရိကဗရများလုံးကျော်လေးကိုအရှေ့က24လက်မှာသူကကြတော့ဒီဇိုင်းက2မျိုးနဲ့ရမယ်။ဒီရဲ့ဒီဇိုင်း2မျိုးကဒီမှာ locket တရားလေးခမပုံဒီဇိုင်းလေးနဲ့ဒီမှာ1မျိုးဒီရဲ့ခမပုံဒီဇိုင်းလေးနဲ့လည်းရှိမယ်ဒီရဲ့ cinnamon cut လေးနဲ့လည်းရှိမယ်ဒါလေးကတစ်ဆက်စာလေးကိုနက်ကလက်စွပ်လက်ကောင်ပေါ့နော်ဒီမျိုးလေးဒီမှာလက်စွပ်လက်ကောင်ဒီရဲ့နက်ကတစ်ဆက်စာလေးဒီရဲ့တစ်ဆက်စာလေးကတော့10သိန်းပါနော်လုံးကျော်ပါရှင်အဖျားကများလုံးကျော်ဟိုမှာပြီးခါကြတော့တာပလာလေးနဲ့လည်းပြပေးမယ်နော်တာပလာလေးနဲ့လည်းပြပေးမယ်ဒါလေးမှာဒါလေးကကြတော့အာဖရိကဗရများတာပလာလေးနဲ့ခတ်ထားပေးတယ်သူကကြတော့အရှေ့ရလေလက်မ20ရှိမယ်လက်မ20ဒါလေးကကြတော့နှစ်ဆွဲလေးမော်နော်ဒီမှာနှစ်ဆွဲလေးရယ်ဒီမှာဒီလိုလေးသူကလေဒီရဲ့နှစ်ဆွဲလေးဒီရဲ့နှစ်ဆွဲလေးရယ်ဒီရဲ့လက်စွပ်လေးရယ်လက်စွပ်လေးရဒီလိုလက်ကောက်လေးရတစ်ဆက်စာလုံးကတာပလာလေးဒီကတာပလာလေးကတစ်ဆက်စာလေးကို17သိန်းနဲ့ရောင်းပေးမယ်နော်နောက်တစ်ခါကျတော့စပင်နယ်လေးရှိမယ်ကိုမတို့အရောင်တက်တဲ့ဘက်ဆယ်လာလေးထားလေးစပင်နယ်ကြောက်ရောက်ဆုံးလေးဒီမှာဒီကစပင်နယ်လေးကကြတော့လေမကျိုးသီးရမယ်ယူမယ်ဆိုရင်ကတော့လေ2သိန်း5000နဲ့ရောင်းပေးမယ်ဒီကစပင်နယ်ကြောက်ရောက်ဆုံးလုံးကျော်တွေကလေကိုမတို့မိုးခုတ်တွင်ထွက်အစ်စ်တွေနော်ဒါလေးတွေကလေမိုးခုတ်တွင်ထွက်အစ်စ်တွေနဲ့ခတ်ထားပြီးရသူကတစ်ဆက်စာလေးဒါမျိုးလေးမှာငကန်းလက်ကောက်လက်စွပ်တစ်ဆက်စာလေးပါမယ်သူကကြ4သိန်းခွဲကျိုးသီးရမယ်ယူမယ်ဆိုရင်2သိန်း5000နဲ့ပဲရောင်းပေးမယ်နော်မတို့ရေးပြီးခါကြတော့ဒီမှာကြောက်စိမ်းဒီတချိုးဆိုလေအရန်လာဒီကြောက်စိမ်းဒေါနာစိမ်းရေကိုမလေးကြောက်စိမ်းဆိုအရေးထက်ကလေးမကြိုက်တဲ့ဆိုရင်ကိုမတို့ဒါလေးဆိုလေသူကလည်းအရှင်24လက်မှရှိဒီရဲ့ကြောက်စိမ်းဂျိုးလေးကတော့လေ3သိန်းနဲ့ပဲရောင်းပေးမယ်နော်ခရော်ဂျိုးလေးတွေ3သိန်းနဲ့ရောင်းပေးမယ်ပြီးတော့လေတူရောင်ဂျိုးလေးရှိရတူရောင်တစ်ဆက်စာလေးရအောင်မယ်ဒီမှာတူရောင်လေးဆိုတစ်ဆက်စာလေးတူရောင်ခရော်ဂျိုးလေးတူရောင်ကကျတော့လေလူကြီးပဲဝှလူငယ်ပဲလိုက်တယ်အသားလဲဆောင်နေသူကလေဖြူဖြူမဲမဲဝှလို့ရရတာလေးပေါ့နော်ဒါလေးဒီဟာလေးကကျတော့လေဒီရဲ့တူရောင်ခရော်ဂျိုးလေးကတော့12သိန်းနဲ့ရောင်းပေးမယ်နော်ကိုမတို့ပြီးဆိုနီလာလေးရှိအောင်မယ်နီလာလေးဒီရဲ့နီလာလေးဒါကမုံကုန်းနီလာလေးဟိုမှာလေလုံးစောလေးတွေကိုခရော်ကြိုးလေးပေါ့24လက်မှအရှိရှိတယ်သူကတစ်ဆက်စာလေးပဲနကက်ရဲ့နကက်လက်ကောက်လက်ဆိုတစ်ဆက်စာပါမယ်ဒီရဲ့တစ်ဆက်စာလေးကတော့9သိန်းနော်ဒါလေးကတော့9သိန်းကျပ်နဲ့ရောင်းပေးမယ်ရှင်မတို့နော်ညီမလေးစီမလေးခရော်ကြိုးလေးဆိုလေအစုံရှိရနော်မတို့ကြိုက်တဲ့ဒီဇိုင်းလေးကိုပေါ့နော်ဖိုင်ဘာမှာအသေးစိတ် line မှာမေးမြန်းမှလေးမှာလို့ရပါတယ်နော်ကျေးဇူးပါရှင်